ခုချိန်မှာဆိုတော့ကြော်ပရောင်းသားလေးတစ်ချက်လိန်နဲ့တစ်ချက်ခောက်တယ်ကန်လိုက်ပြီလက်သေးပါပြီတော့အော်ယော့အော်သူတွန်းတာကျွန်တော်မြင်လိုက်တယ်ဒိုင်လူကျွန်တော်မြင်လိုက်တယ်သူတွန်းလိုက်တာခဏထားရောက်ဒါပြီးမင်းဝင်ရမှာနော်ဟုတ်ကဲ့သူ့ဘူးလေးချင်းကနေပါလေလောက်တာယောဟုတ်ပြီလာငါပြမယ်မင်းကဒီရှေ့တန်းတောင်မှာနေပြီးတော့ထိုးသက်ဆင်ရအကုန်လုံးဖောက်သွားအောင်ကြားရနော်အဲကြတော့မင်းကအကောင်းဆုံးကြိုးစားခဲ့ဟုတ်ပြီ let's go ဟမ်ဟုတ်တယ်ကောင်းတယ်မင်းအကောင်းဆုံးကြိုးစားခဲ့တယ်ဒီမှာဘာမှမကန်ရသေးဘူးလေအဲမကန်တာတော့တအားကောင်းတာတအားကိုကြိုးစားခဲ့တယ်ကွာတော်တယ်ဒါနဲ့ပွဲကပြီးပြီဟုတ်ပါတယ်အခုချိန်မှာဆိုရင်တော့မော်ဝီသားလေးမောင်မဲလုံးပဲဖြစ်ပါတယ်ရှေ့တန်းသမားလေးမောင်မဲလုံးမော်ဝီသားလေးဒီဘက်ကင်မရာကိုတစ်ချက်ကြည့်မယ်ကင်မရာကိုနည်းနည်းချိုးမယ်မကြီးနဲ့အဖီမှာဟီးဟားလုံးလို့မရဘူးမကြီးနဲ့အခုချိန်မှာဆိုကျွန်တော်နံပါတ်81ဖြတ်ဘောလုံးတစ်လုံးလိုချင်တော့တစ်လုံးကတော့ဖြတ်ထုတ်ရမှာပဲတော့ဝါကဘာမှလာမပြောနဲ့ဩမင်းငါတိုက်တာနော်ငါတိုက်တာနော်ကြော့အမဝါကနောက်ထပ်ကြော့နဝတနီနဲ့ကြော့ဘာမှလာမပြောနဲ့ခဏနေငါကြည့်ပေးမယ်ငါခဏလေးပြန်ကြည့်မယ်တိုင်လူကြီးမှာခမဟာလာမသိဘူးအောက်ကျတာအော်အေးကျေးဇူးပဲအော်ယော့ကွာဘာမလို့ကျိုးအော်ဒီကောင်စောက်ရတဲ့ကောင်အော်ယော့ဘာလို့သားတို့သူများဖင်ကိုလာကိုင်းစီရလားအပမပြောဖင်ကြီးကိုလာကိုင်းနေသူကိုင်းလားဘာလည်းမသိဘူးကျွန်တော်ဘတ်စတစ်ချူလိုက်ပြီ go yeah မင်းငါတိုက်ရမနာလို့ဝင်လား smooth criminal